ဒီမြန်မာနိုင်ငံကနေကျွန်တော်ကိုယ်စားလှယ်လွှတ်လိုက်တယ်ပေါ့နော်လွှတ်လိုက်ပြီးတော့ကျွန်တော်တို့ကအဓိကသူတို့ foreign exposure ပေါ့နော်အတွေ့အကြုံရအောင်ကျွန်တော်လွှတ်လိုက်တဲ့သဘောပါကိုယ့်ရဲ့တန်တဲ့ဘက်ကိုယ့်ရဲ့ယုံကြည်တဲ့ဘက်ကိုခြေခံပြီးတော့ဖျက်ရမယ်ရှုပ်ဆိုပေါင်လုံးကြီးတုတ်တုတ်ကြီးနဲ့ miss ဝင်ပြိုင်တယ်တော့ခါတုတ်တုတ်ကြီးနဲ့ပြေဝင်ပြန်တယ်အဲ့ဒါကိုယ့်တို့အချိန်ကုန်တာဖတ်တယ်အင်အားထွက်တာနဲ့တိုက်စီကားကုန်မယ်လမ်းမှာရေဝယ်တောက်ရမယ်ထမင်းဝယ်စားရမယ်နော်ရီယာဆယ်သွားတဲ့ခါမှာအချိန်တွေပေးရမယ်ဝတ်စုံတွေချောရမယ်အဲ့အတွက်ဟိုဥစားဖြစ်တယ်ကျွန်တော်ဒီတယောက်ဆိုလဲကျွန်တော်တို့ကပထမတော့ကျွန်တော်တို့က agency ထဲမှာရှာကြည့်တာပေါ့နော်အရက်ကလည်းအနည်းဆုံး6ပေလောက်ရှိရမယ်ဆိုတဲ့ပုံစံမျိုးပေါ့သူတို့က6ပေလောက်ရှိရမယ် body structure လည်းကောင်းရမယ်ကျွန်တော်တို့ရှာကြည့်တဲ့ကိုယ်စာချုပ်ထဲရပဲကျွန်တော်ရွေးလိုက်တာပေါ့နော်အပြင်ကနေကျွန်တော်မခေါ်တော့ဘဲနဲ့ agency မှာစာချုပ်ချုပ်ထားတဲ့ quality ရှိတဲ့လူတွေရှိတယ်ဆိုတာဒါလည်းကျွန်တော်တို့ဒီဈေးကွက်ထဲမှာသူ့ကိုလွှတ်လိုက်ရင်တော့နေရာတင်နေရာလောက်တော့ရလောက်မယ်ထင်ပြီးတော့ကျွန်တော်တို့သွားပြရင်တော့နေရာတစ်ခုလောက်တော့ရမယ်ထင်ပြီးကျွန်တော်လွှတ်လိုက်တာပေါ့နော်ဒါပေမဲ့ဟိုမှာသူ့ရဲ့စူးစမ်းမှုပေါ်မှာလည်းမူတည်သေးတာပေါ့နော်ဟုတ်ပါတယ်ကျွန်တော်လောက်ဆောင်ချက်တိုင်းမှာကျွန်တော်က 100% effort ထည့်ပြန်ရင်တော့ကျွန်တော်ယုံကြည်ထားပါတယ်ကျွန်တော်အများနဲ့လုပ်နေကြပဲဆိုကျွန်တော်ဘယ်ကိစ္စမှမသိပြီးတော့ပေါ့ပြပြတော့မလုပ်ဖြစ်ဘူးအခုဒီပွဲကလည်းအကောင်းဆုံးလုပ်နိုင်ပါပါဘန်ကောက်မှာပြိုင်မယ် Manhattan International ပွဲမှာကျွန်တော်တို့ agency ကနေစာချုပ်ချုပ်ပြီးတော့သူ့ကိုလွှတ်ပေးလိုက်တာပါ။သူ့နာမည်က Yugan ဟုတ်ကဲ့Yugan ပါ Yugan မှာနာမည်အရင်ကတော့ပါအောင်မင်းသူပေါ့နော်ဒါကျွန်တော်တို့ agency မှာအခုသူကလှုပ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကပုံမှန်ကတော့ကျွန်တော်ပွဲတွေပါလုပ်ပြီးတော့ရွေးပြီးတော့မှလွှတ်ရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒီအချိန်မှာပွဲလုပ်ဖို့လည်းအချိန်သိမရှိတော့ဘူးပြိုင်မှာကတော့ဗာလဲဂျွန်လ2ရက်နေ့ဂျွန်လ2ရက်နေ့ရောက်သွားမှာ6လပိုင်း2ရက်နေ့သွားမှာဟိုကပွဲစဉ်ကဘယ်ချိန်ကနေပဲလေ2ရက်နေ့ကနေ10ရက်နေ့2ရက်နေ့ကနေ10ရက်နေ့ဒီ10ရက်နေ့ final ပေါ့final ပြိုင်ကြမှာပေါ့နော် final ပြိုင်ကြမှာဆိုတော့အဲ့ဒါကျွန်တော် Facebook မှာလည်း share ထားပေးပါတယ်သူ့ကိုအားပေးကြပါလို့နော်အားပေးတယ်ဆိုတော့ဒါကျွန်တော်တို့ကတော့အဓိကတော့စူးရတယ်မရတဲ့ကျွန်တော်ဒီမြန်မာနိုင်ငံကနေကျွန်တော်ကိုယ်စားလှယ်လွှတ်လိုက်တယ်ပေါ့နော်လွှတ်လိုက်ပြီးတော့ကျွန်တော်တို့ကအဓိကသူတို့ foreign exposure ပေါ့နော်အတွေ့အကြုံရအောင်ကျွန်တော်လွှတ်လိုက်တဲ့သဘောပါဟုတ်ကဲ့ပွဲကတော့နိုင်ငံကိုသားပြုဖြစ်တဲ့အတွက်ကြောင့်အရေးတော့ကြီးတယ်ပေါ့နော်ပြောတော့ဟိုရောက်ရင်ကျွန်တော်တို့ကမြန်မာနိုင်ငံကိုသားပြုဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့အလောက်ကန်ပြောဆိုအပြုမှုတွေကကျွန်တော်နိုင်ငံအတွက်အများကြီးကိုသားပြုတေချာလေးပြုတ်ပြနေတယ်သွားလေးဖျဲပြလိုက်အဲ့ဒါပြင်ထားတယ်လေသွားနောက်2ပတ်လောက်နေဖြုတ်သွားပြီဟုတ်ကဲ့အခုကျွန်တော်ပွဲအတွက်ဆိုရင်တော့အခုသူတို့ကဒီ international page မှာသူတို့ရဲ့ဒီ routine ရှိတယ်ပေါ့နော် schedule ကိုသူကချပေးထားတယ်ပေါ့အဲ schedule တိုင်းပဲကျွန်တော်တို့ကသူ video တွေတင်ပေးထားတယ်ကျွန်တော်ကအဲ့ဒါတွေပြန်ကြည့်ပြပါတယ်ရှားထွေးတို့ကတော့အဓိကကတော့ဘယ်လိုကဒီ Manhattan ဆိုတာလေအခုကမှနည်းနည်းလေးမိမ့်သွားတာပေါ့နော်ကိုရင်တော့ကျွန်တော် model လောက်တော့ဆိုဒီ Manhattan စုကိုရချင်တဲ့လူတွေအများကြီးပဲကျွန်တော်တော့မှပထမဝင်ပြိုင်ပြီးတော့ဒါပေမဲ့ကျွန်တော်ကကိုယ်သိတယ်ဒီလောက်ကြီးမဖြစ်နိုင်ဘူးဆိုတော့သူတို့ဝင်မပြိုင်ခဲ့တာကျွန်တော် model လောက်တော့ဘာလို့ဆိုတော့သူက Manhattan အဓိကအရိုက်အမောင်းပဲ body ရဲ့ structure အဓိကပေါ့နော်ကျွန်တော်တို့ကကျတော့ model လောက်တဲ့အချိန်တုန်းကကျွန်တော်အဲ့လို body ကိုကြီးအောင်မကစားဘူးလေကစားတဲ့ကြောင့်ကျွန်တော်ဝင်မပြိုင်ခဲ့ဘူးကျွန်တော်တကယ်ချင်းတချို့ဆို Manhattan ဝင်တာတပုံကြီးရှိတယ်ကျွန်တော်ခစ်တော့ကတော့1995 96လောက်ကဆိုဒီ Manhattan ဝင်တာဖြစ်ဖို့ဒီမှာအများ crazy ဖြစ်ကြတာပေါ့နော်တကယ်ကဘာမှာဒီ Manhattan ဝင်တာဖြစ်ရန်ကိုကုန်ရှိတယ် Miss Universe ဆိုပြီးပဲပေါ့နော် Miss Universe ဝင်တာယောက်ျားလေးတဲ့ပွဲထဲမှာတော့တော်တော်ကြီးတယ်ဒါပေမဲ့အခုအဲ့ပွဲရဲ့ title holder ဖြစ်တဲ့ Mr. Alex ကတော့မရှိတော့ဘူးကျွန်တော်လည်းခင်ဗျကျွန်တော်သူ့ဆရာလည်းကျွန်တော်title တခုရဘူးတယ်ပေါ့နော် Face of the Year ဆိုတဲ့ title တခုရဘူးတယ်အဲ့ရဘူးတယ်ဆိုတော့ကျွန်တော်လည်းသူ့ရဲ့ title holder တယောက်အနေနဲ့ပေါ့နော်ကျွန်တော်တို့အဲ့စင်မန်နေတော့ကျွန်တော်တို့လည်းပါဝင်ရှင်ပြန်ခဲ့ဘူးတာပေါ့နော်အဲ့ရှင်ပြန်ခဲ့ဘူးတဲ့အချိန်မှာကျွန်တော် Face of the Year ဆိုတဲ့1992နဲ့ကျွန်တော်ရခဲ့ဘူးတယ်အဲ့ဒါသူကလည်းကျွန်တော်နဲ့ခင်နေတာဖြစ်နေတာသူကကျွန်တော်ဒီ Manhattan title ကိုသူရှိတဲ့စင်တွေကကျွန်တော်ပေးခဲ့တာပေါ့နော်ဒီမြန်မာနိုင်ငံတော့ကိုယ်စားလှယ်ယူဆိုပြီးတော့တက်လုံးကျွန်တော်ကယူထားပြီးတော့ကျွန်တော်ဆရာတွေပုံမှန်လုပ်ပေးနေတာပေါ့ဒီတော့လည်းကျွန်တော်လုပ်ပေးသေးတယ်မိုးသူလာထွေးလို့ပါလို့လေနောက်တော့ဘယ်လိုလဲရှိခဲ့တယ်ဒီတော့တော့ကျွန်တော်တက်ပေးလိုက်တယ်ဟမ်တာထအဲ့လိုမျိုးလွတ်ပေးလိုက်တယ်ကျွန်တော် agency ကပဲလွတ်ပေးလိုက်တာဟုတ်အဲ့ပွဲတွေတုန်းကတော့ကြာဒီဗမာနိုင်ငံမှာတော့မသိဘူးပေါ့နော်ကျွန်တော်ဆိုနိုင်ငံသားမှာတကယ် quality ရှိတဲ့လူမှတကယ်စုရတယ်ဒီမှာလိုမျိုး title ဝယ်လို့ရတယ်လို့ဘာလို့မရှိဘူးဒီမှာကျွန်တော်ဒီမှာဆိုချိုးတွေ miss တွေ mister တွေပြိုင်နေလို့ဆိုကျွန်တော်ချိုးတွေဆိုနည်းနည်းခောက်ဝဝတွေ body ပြည့်နေတာတွေလည်းတွေ့ရတယ်ပေါ့နော်အဲ့မျိုးကြတာလေကိုယ့်အတွက်အချိန်ကုန်မခံပါနဲ့ကိုယ့်အိမ်ထဲကထွက်လိုက်တာနဲ့တော့တိုက်စီကားအကုန်နေတာလေအဲ့တော့ကိုယ့်ကိုပြည့်မိမှပဲပြိုင်တာမျိုးပေါ့ကျွန်တော်ဆိုကျွန်တော်ကြည့်လိုက်တယ်ငါ Manhattan သွားပြိုင်တော့ငါတတ်လုံးဆူရမှာမဟုတ်ဘူးအဲ့ face တော့လည်းကြီးကပြိုင်တော့ကြာဒီ face တစ်ပိုင်းနဲ့ပေါ့နော်ပြိုင်ကြတာအပြိုင်တော့ကြာငါ face ကိုငါလှတယ်ဆိုပြီးငါယုံကြည်ပြီးတော့ပြိုင်တယ်အဲ့မှာ1982ကကျွန်တော်ဆူရခဲ့ပြီနော်အဲ့လိုပေါ့တော့ကိုယ့်ရဲ့တန်တဲ့ဘက်ကိုယ့်ရဲ့ယုံကြည်တဲ့ဘက်ကိုခြေခံပြီးတော့ဖျက်ရမယ်ရှုပ်ဆိုပေါင်လုံးကြီးတုတ်တုတ်ကြီးနဲ့ miss ဝင်ပြိုင်တယ်
တော့ခါတုတ်တုတ်ကြီးနဲ့ပြေပွေးပြန်တယ်အဲ့ဒါကိုတို့အချိန်ကုန်တာဖတ်တယ်အင်အားထွက်တာနဲ့တိုက်စီကားကုန်မယ်လမ်းမှာရေဝယ်တောက်ရမယ်ထမင်းဝယ်စားရမယ်နော်ရီယာဆယ်သွားတဲ့အခါမှာအချိန်တွေပေးရမယ်ဝတ်စုံတွေချောရမယ်အဲ့အတွက်ဟိုဥစ္စာဖြစ်တယ်ကျွန်တော်ဒီတယောက်ဆိုလဲကျွန်တော်တို့ကပထမတော့ကျွန်တော်တို့က agency ထဲမှာရှာကြည့်တာပေါ့နော်အရက်ကလည်းအနည်းဆုံး6ပေလောက်ရှိရမယ်ဆိုတဲ့ပုံစံမျိုးပေါ့သူတို့က6ပေလောက်ရှိရမယ် body structure လည်းကောင်းရမယ်အဲကျွန်တော်တို့ရှာကြည့်တဲ့ကိုယ်စာချုပ်ထဲရပဲကျွန်တော်ရွေးလိုက်တာပေါ့နော်အပြင်ကနေကျွန်တော်မခေါ်တော့ပဲနဲ့ agency မှာစာချုပ်ချုပ်ထားတဲ့ quality ရှိတဲ့လူတွေရှိတယ်ဆိုတာဒါလည်းကျွန်တော်တို့ဒီဈေးကွက်ထဲမှာသူ့ကိုလွှတ်လိုက်ရင်တော့နေရာတင်နေရာလောက်တော့ရလောက်မယ်ထင်ပြီးတော့ကျွန်တော်တို့သွားပြရင်တော့နေရာတစ်ခုလောက်တော့ရမယ်ထင်ပြီးကျွန်တော်လွှတ်လိုက်တာပေါ့နော်ဒါပေမဲ့ဟိုမှာသူ့ရဲ့စူးစမ်းမှုပေါ်မှာလည်းမူတည်သေးတာပေါ့နော်တိုက်တဲ့တစ်ခုကိုသူတို့ယူလာတယ်ယူလာပြီးတော့မှ national director ကနေပြီးတော့မှ city director ကိုပြန်ခွဲတာပေါ့နော်ခွဲဆိုတော့ဒါနေအသီးသီးမှသူတို့သွားပြိုင်မှုအတွက်ကိုလူရွေးတာပေါ့ရွေးပြီးတော့မှပြီးတော့ရန်ကုန်နောက်ပြီးတော့မှ city director တွေတမျိုးချင်းစီကနေအားလုံးပေါင်းပြီးတော့မှတကယ်ပွဲကြီးကျင်းပတဲ့ပုံစံမျိုးပေါ့နော်အခုကကျွန်တော်တို့ကတော့ကျွန်တော်မှချိန်သိမပေးနိုင်ဘူးဒီပွဲရလည်းပြန်စားတော့မှပြပြတာကျွန်တော်ကတော့ agency ထဲရှိတဲ့လူပဲရွေးကောက်ရွေးပြီးတော့ဒါလွတ်လိုက်သူကတော့စူးစမ်းနေတယ်ပေါ့နော်သူလည်းပြောပါတယ်သူကလေ့ကျင့်ကနေလုပ်တယ်ဘာလေလုပ်နေဆိုကျွန်တော်လည်းသူ့နောက်လိုက်မချိနိုင်ဘူးလေဘာလို့ဆိုကိုယ်လည်းကိုယ်လုပ်တဲ့ကိုမအားဘူးဒီရက်ပိုင်းမှာလည်းကျွန်တော် Facebook မှာလည်းတွေ့မှာပေါ့ပွဲတွေအရန်စိတ်နေရလေစိတ်နေရဖြစ်တဲ့ကြောင့်ကျွန်တော်လည်းကိုယ့်ရဲ့တကယ် main business ဖြစ်တဲ့ဒီ voice တွေနဲ့လုပ်တယ် HMA လုပ်တယ်နဲ့ကျွန်တော်လည်းတော့ချုပ်နေတယ်တော့ကြည့်မလို့သူတို့ကျွန်တော်တို့အခွင့်အရေးပေးတယ်သူတို့လိုက်လို့သူတို့နေရရမယ်လိုက်မလို့တော့ဒါသူတို့သဘောတွေသူတို့အတွက်လည်းတကယ်အချိုးရှိတဲ့လူမျိုးပါမျိုးဆိုရင်တော့ကျွန်တော်လွတ်ပေးနေတာပေါ့နော်ဒီ main ကလေးတွေတော့ကျွန်တော်အများကြီးလွတ်ခဲ့သေးတယ်အများကြီးလွတ်ခဲ့တယ်ဟိုသွားတယ်တချို့တို့ရှိရင်လေကျွန်တော်လွတ်လိုက်တာပေါ့နော်ကျွန်တော် exit ကခေါင်းကသူကမင်းကြီးပေါက်စားလေးပေါ့နော်လွတ်လိုက်တယ်ခေါ်လိုက်ရတော့သူကြီးသားပါခေါ်သွားတယ်အဲ့တော့ခေါ်နေပုံလေးစက်တာအာယုံနဲ့ဂျန်တော့ပါစီတော့ညမှာကြတော့လေဒီလိုသွားရဆိုတော့တယောက်တည်းကိုတူကိုကျုံသွားကြတယ်မှာတော့လုံးပေါ်ပါလာတယ်အဲ့ဒီကခန်းထဲဝင်နေလို့ဘာစကားတွေငါဘယ်လိုပါပြောအဲ့တော့တော်လေးကျွန်တော်ဆက်ပြီးဟုတ်တယ်ကျွန်မအကြောက်လို့ခေါ်လာတယ်လို့အဲ့ဒါသိစမပြေဘူးပေါ့နော်ကျွန်တော်လည်းတာစိတ်နေတော့အဲ့လိုချင်တာအခုဒါရွှေဖြစ်မဲ့ရုပ်ရရွှေဖြစ်မဲ့လို့ထင်တာဟာစိုက်ကပြေးမိတယ်နော်စိတ် present ပေါ့စိတ် presentation ဘယ်လောက်ကောင်းလဲကိုပဲအဓိကကြည့်ကြတာဒီက main confidence တခါတော့ဟိုလိုဟာဒီကြည့်ရတာအဲ့ဒါတွေအဓိကပေါ့တကယ်စင်ပေါ်မှာတကယ်ကိုတိုင်းရောညီပေးစားနေပါလား presentation ကောင်းလုပ်နေတဲ့လူမျိုးပဲဟိုလူတွေရွေးကြဒီကကျွန်တော်လောက်ဆောင်ချက်တိုင်းမှာကျွန်တော်က 100% effort ထည့်ပြန်ရတော့ကျွန်တော်ယုံကြည်ထားပါတယ်ကျွန်တော်အများနဲ့အလုပ်နေကြတယ်ကျွန်တော်ဘယ်ကိစ္စမလို့သိပြီးတော့ပေါ့ပြပြတော့မလုပ်ဖြစ်ဘူးအခုဒီပွဲကလည်းအကောင်းဆုံးလုပ်နိုင်ပါပါကျွန်တော် national costume တွေလည်းအများကြီးပြင်ဆင်ထားပါတယ်ကျွန်တော်ရဲ့30ကျော်ကြရတယ်အဲ့ဒါဟာ30ကျော်ငါတော့မပေးနိုင်တော့ကျွန်တော်သူကြာကျွန်တော်တင်ထားပါတယ်မဟုတ်ကျွန်တော်ပထမလေမြန်လက်မှတ်ကတော့ကျွန်တော်ဝယ်ပေးလိုက်တာပေါ့နော်သွားပြန်ကျွန်တော်လုပ်ပေးရမယ်လို့တာဝန်ရှိတာပြီးတော့တော့ဒီစက်ကော့ဆွန်းကြကျွန်တော်ပြောတောင်းမဲလုပ်တယ်ဆိုသူသွားလုပ်လာတာ30ဆိုတော့မင်းပေါ့ပဲစိုက်လိုက်တော့ဘာဆိုပြီးတော့မှဒီလောက်ကြီးကြတော့လေကျွန်တော်တို့အဲ့လောက်မြင်းမြတ်အညာအောင်လေဘာလို့လဲဆိုတော့ကျွန်တော်တို့မှတခြားကိစ္စတွေလည်းအများကြီးသုံးရမယ်ပတ်စံတွေရှိသေးတာဟုတ်တယ်သူရည်စားပေးတာလို့ပြောတယ်သူကျွန်တော်မေးပေးတာပါဟောသူမလိုက်နိုင်ဘူးမဟုတ်ကျွန်တော်အဲ့ဘန်ကောက်မှာရှိနေပါကျွန်တော်အခု16ရက်နေဆိုကျွန်တော်ကဘန်ကောက်ပြန်တော့မှာနော်ကျွန်တော်ပွဲတွေတော်တော်များများပြီးပြီဒီလအတွက်ပွဲလည်းပြီးပြီဆိုတော့ကျွန်တော်16ရက်နေဆိုကျွန်တော်ဘန်ကောက်မှာပြန်မယ်ကျွန်တော်အဲ့မှာဘန်ကောက်မှာအေးဆေးနေဆိုတော့အဲ့ချိန်တူလာတဲ့ချိန်တော့ကျွန်တော်ရှိမှာပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ပွဲတော့ final ကတော့ကျွန်တော် join ပြမယ်လို့ထင်တယ်အဲ့တော့အဲ့ဒီကလုပ်တဲ့ဟိုဥစ္စာပေါ့နော်ဒီအခု Mr. LSU ကနေတစ်ဆင့်ပြောင်းတဲ့ Mr. Roscoe နဲ့ကျွန်တော်နဲ့အရန်ခင်တယ်သူကလည်းလာခဲ့ပါကြွခဲ့ပါဆိုတော့ကျွန်တော်လည်းသွား join ပြမယ်လို့ထင်ပါတယ်ဒါသိကြတော့မသိသေးဘူးပေါ့နော်ကျွန်တော်99% လောက်ရှိတယ်ကျွန်တော်ထင်တာတော့1 to 10လောက်ထဲတော့ဝင်လောက်မယ်လို့ထင်တယ်ကျွန်တော်လည်းလို့ခံမှန်းလို့မရပါဘူးဘယ်လိုပြောရမလဲအချိန်တွေအကြောင်းမျိုးကြောင့် accident case ဆိုတာရှိနိုင်တာဟုတ်တယ်ဒါကတော့ပြောပြလို့မရဘူးဒါပေမဲ့ကျွန်တော်ကတော့အကောင်းဆုံးလုပ်မှာပါအဲ့ဒါပဲကျွန်တော်ပရိသတ်တွေအနေနဲ့လည်းပေါ့နော်ကျွန်တော် Star Set Model International ကနေပြီးတော့ဆေလွတ်တဲ့ဒီယူကန်ပေါ့နော်ဒီ model ကိုလည်းဝိုင်းပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့လည်းဒါဖြစ်နိုင်မယ်ထင်လို့ပေါ့နော်ကျွန်တော်ကဆေလွတ်ပေးတာအဲ့ဒါကိုလည်းဟိုမှာပြိုင်နေတဲ့အချိန်မှာလည်းသူ့ရဲ့ပုံရိပ်တွေကိုကျွန်တော်တို့ဒီ Manhattan မြန်မာ page တွေရော Manhattan International page တွေရောကျွန်တော်တို့ Facebook တွေကလည်းအချိန်နဲ့တပြေးညီတင်သွားပေးပါမယ်အဲ့ဒါတွေကိုလည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ဆက်မှန်တဲ့ရာဆိုတော့နှလုံးသားတွေကလာတယ်ဗျာအဲ့ဒီကျွန်တော်ဒီပြိုင်ပွဲကိုကျွန်တော်ရဲ့နှလုံးသားနဲ့ရှင်ပြိုင်သွားပါပါကျေးဇူးတင်ပါတယ်